အဲ့တော့သုဒ္ဓံတစ်ခုမှာဖြစ်ပေါ်လာပုံဏိဒန်းဆိုတာရှိရတယ်ဘယ်သုဒ္ဓံပဲဖြစ်ဖြစ်ဒီသုဒ္ဓံကဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုတဲ့အခြေခံဏိဒန်းလေးတွေဏိဒန်းဆိုတာ introduction လို့လည်းပြောလို့ရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဘာကြောင့်ဖြစ်ပေါ်လာတယ်ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ဒီသုဒ္ဓံနဲ့တရားနာပရိသတ်ကိုမိတ်ဆက်ပေးတာမျိုးကိုဒါ introduction လို့ခေါ်တာပေါ့နော်အဲ့တော့ဒီသုဒ္ဓံကိုပထမအရှင်အာနန္ဒာကနေပြီးတော့မိတ်ဆက်ပေးထားတဲ့အတိုင်းဘုန်းကြီးတို့ရှေ့ပိုင်းမှာဒီသုဒ္ဓံဘလို့ပေါ်လာတာတော့ဘယ်နေ့ဘယ်ရက်မှာပေါ်လာတာတော့အမှန်တမ်းထူးခြားတာတော့ဒီသုဒ္ဓံဟောတဲ့နေ့ဟာယတ္တာလကိုကောင်းကောင်းသိရတယ်လနဲ့ရက်ကိုကောင်းကောင်းသိရတယ်ခုနှစ်သာမသိတာနော်ဘယ်ခုနှစ်မှာဟောတယ်ဆိုတာတော့ဘယ်နှစ်ခုနှစ်မှာဟောတယ်ဆိုတာတော့အတိအကျမှတ်သားထားတာမရှိဘူးသို့တော့ဘယ်လဘယ်ရက်မှာဟောတယ်ဆိုတာဒီသုဒ္ဓံမှာအတိအကျပြောလို့ရတယ်တခါတရံကျတော့ပိဋကတ်သုံးပုံမှာဒိဋ္ဌတို့ဘာလို့ဆိုတာအရေးမပါဘူးသမိုင်းလေးလာတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒိဋ္ဌကအရေးပါတယ်ပေါ့တရားကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ဒါတွေမှတ်နေလို့ရှိရင်မဆုံးနိုင်ဘူးဒါတွေမှတ်ချင်းကြောင့်လဲလောဘဒေါသမောဟကင်းမှာမဟုတ်ဘူးမဟုတ်သည့်အတွက်ကြောင့်အဲ့ဒါလို့ story တို့ date တို့နောက်ခံ background တို့ဆိုတာတွေကိုသိများများဆဆအချိန်ကုန်ခံပြီးတော့မပြောသုတ်တန်တိုင်းမှာเนาะအဲ့တော့အဲ့ဒါသိချင်လို့ရှိရင်တော့တခါတရံကျတော့ပြည့်ပြည့်ဝဝမသိရတာအားမလို့အားမရတော့ဖြစ်တယ်အဲ့ဒါမသိရတာလဲအထုပ်ပတ္တိနဲ့တမိုင်းကြောင်းမသိရတာပဲရှိတယ်တရားအနှစ်သာရပိုင်းကတော့မလွတ်မသွားအကယ်၍သာအဲ့ဒီဘက်ကိုဦးစားပေးပြီးတော့မှတ်တမ်းတင်မယ်ဆိုလို့ရှိရင်အနှစ်သာရပိုင်းတွေရော့သွားနိုင်တယ်ပေါ့ကြည့်မယ်ဆိုရင်အနှစ်သာရပို့ပြီးတော့တန်ဖိုးရှိတယ်ဒါကြောင့်မို့ရှေ့ပိုင်းမှာဒီ introduce လုပ်တယ်ဆိုတာလေတာမန်လောက်ပဲလုပ်ထားတာဆိုပါစို့သုတ်တန်တစ်ခုနဲ့တစ်ခုဆက်ပြီးတော့ဘုန်းကြီးတို့တွေတွေးပြီးတော့ယူရတာတွေအများကြီးရှိတယ်သစ္စကပြပိုက်ကြီးနဲ့မြတ်စွာဘုရားဟာဘယ်အခါတွေ့တယ်လဲလို့ဆိုရင်ဗုဒ္ဓဝင်ဖတ်ကြည့်အောင်လည်းမသိဘူးနော်ဇိနထပကသနီတို့လည်းပါမှာပဲဗုဒ္ဓဝင်နေတဲ့လည်းပါတာပဲမြတ်စွာဘုရားရဲ့တက်တော်ဟာနော်35နှစ်မှာဘုရားဖြစ်ပြီးတော့တက်တော်80မှာပြိဋိဘံစံတယ်45နှစ်ဘုရားဘုံကနဲ့တရားဓမ္မဟောပြောတာအဲ့တော့ဘုရားနဲ့သစ္စကပြပိုက်ဟာဘယ်အရွယ်မှာတွေ့တာတုံးလို့သိချင်လို့ရှိရင်အမတ်တမဲ့သုတ်တန်တွေကိုလေ့လာရင်းနဲ့ဒီဟာကိုတွေ့လို့ရတာတွေရှိတယ်ပေါ့နော်တွေ့လို့ရတယ်ကြည့်လို့ရတာလေးတွေရှိတယ်တချို့ခံမှန်းလို့ရတာလေးတစ်ခုရှိတယ်ဆိုပါစို့မြတ်စွာဘုရားသခင်ကိုရမြတ်ဒီသစ္စကပြပိုက်ကြီးနဲ့တွေ့ပြီသစ္စကမြတ်စွာဘုရားကိုလာပြီးဝါရပြိုင်တာမြတ်စွာဘုရားတက်တော်ဘယ်လောက်ရှိပြီလဲနောက်ဒေဝရတ်ကမြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့နော်ဆန့်ကျင်ပြီးတော့ဘုရားလှုပ်ဖို့ကြိုးစားတာတန်ခါကိုသင်ခွဲတာမြတ်စွာဘုရားတက်တော်ဘယ်အရွယ်မှာလဲရှင်အာနန္ဒာကမြတ်စွာဘုရားရဲ့အလို့အကျွေးဖြစ်တာဝန်ယူတာဘယ်အရွယ်ကတာဝန်ယူတာလဲဒါမျိုးတွေကြတော့စာပေထဲမှာပြည့်ပြည့်စုံစုံလေ့လာကြည့်လိုက်လို့ရှင်တွေ့နိုင်တယ်တည်တည်ချာချာတွေ့လို့ရတယ်ဆိုပါစို့သစ္စကပြပိုက်ကြီးနဲ့မြတ်စွာဘုရားဘယ်ချိန်တွေ့တယ်ဆိုတာတာမန်ဖတ်ကြည့်လို့ကတော့မသိနိုင်ဘူးဟောသုလသစ္စကသုတ်တံကြည့်လိုက်ပြီဆိုတဲ့အခါကျတော့တဲလွန်စဖြစ်เสียလေးဘာတွေ့တုံးဆိုမြတ်စွာဘုရားကသစ္စကပြပိုက်ကြီးကိုပြန်ပြီးတော့မေးခွန်းထုတ်တဲ့ထဲမှာသစ္စကပြပိုက်ကပြောတယ်ရူပံအတ္တဝေဒနာအတ္တရုပ်ဟာအတ္တလို့ဆိုတော့မြတ်စွာဘုရားကသူ့ကိုပြန်မေးတဲ့မေးခွန်းထဲမှာဘာပါလာတော့ဆိုမင်းရုပ်ဝေဒနာသင်ညာသင်္ခါရကိုအတ္တလို့ပြောချင်တာလားလို့ဆိုတော့ဟုတ်ပါတယ်သူလည်းပြောတယ်ဒီပိဋကတ်ကြီးလည်းပြောတယ်ပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားဘာပြန်မေးတုံဆိုလို့ရှင်အေးကောသလတိုင်းကိုအစိုးရတဲ့ကောသလမင်းကြီးသူ့နိုင်ငံမှာသူနော်သူ့နိုင်ငံမှာသူရာဇဝမှုကျွလွန်တဲ့ပုဂ္ဂိုလ်တွေကိုအပြစ်ပေးနိုင်ခွင့်ရှိတယ်လို့မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာမင်းအဲ့လိုအုပ်ချုပ်နိုင်ရလားလို့မေးတဲ့မေးခွန်းလေးမှာဘာမေးလိုက်တုံဆိုမြတ်စွာဘုရားမကရာတိုင်းကိုအုပ်ချုပ်နေတဲ့အဇာတတမင်းလို့ပြောတာဗေမိတာရလို့မပြောအဲ့ဒီဥပမာပေးတယ်အဲ့ဒီသဲလွန်စာလေးကိုကြည့်လိုက်လို့ရှိရင်အဇာတတမင်းလက်ထက်မှာမြတ်စွာဘုရားနဲ့သစ္စကတွေ့တယ်လို့ဆိုအဲ့တော့အဇာတတမင်းနန်းတက်တာတခါပြန်ရှာကြည့်လိုက်တဲ့အခါကျလို့ရှိရင်
မြတ်စွာဘုရားတက်တော်82နှစ်ကြာမှအဇာတတကနန်းတက်တာဗေမိသာရနန်းကျသွားတာမြတ်စွာဘုရားအသက်82နှစ်ရှိသွားပြီတော့တက်တော်အရွယ်တော်ချီးသွားပြီပေါ့နော်အဲ့ဒီအချိန်မှာအဇာတတနန်းတက်တာဖြစ်တော့ဗေမိသာရနာမည်နဲ့မသုံးမနဲ့ဇာတတနာမည်ပြောတော့တက်တော်82နှစ်နောက်ပိုင်းမှာသစ္စကနဲ့တွေ့တယ်လို့ဘုန်းကြီးတို့တွေအစဉ်အတိုင်းမှတ်မှဆိုရင်မှတ်လို့ရတယ်ပေါ့အဲ့ဒီစကားနဲ့ဒါဖယားနဲ့သစ္စကတွေ့တဲ့အချိန်ဆိုတာမှတ်သားလို့ရတယ်ပေါ့ဒီလိုဆိုလိုတာနော်တခါရှင်အနန္ဒမထေရမြတ်ကမြတ်စွာဘုရားရဲ့အလုတ်ကျွေးယာရုရတယ်ဆိုတာ तू ကမြတ်စွာဘုရားကို तू လှုပ်ကျွေးပြုစုခဲ့တာ25နှစ်ပဲ25နှစ်ရှေ့ပိုင်းမှာ तू မပြုစုခဲ့ဘူးအဲ့တော့မြတ်စွာဘုရားတက်တော်80ဆိုတော့တွက်ကြည့်လိုက်ပေါ့တက်တော်80ထဲမှာဆိုရင်နောက်က25နှစ်နှုတ်ကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားအသက်ဘယ်အရွယ်မှာရှင်အနန္ဒာပြုစုတာလဲဆိုတာဒါပေါ်လာတယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့ဖယားရဲ့အကြောင်းကိုတက္ကရာအစဉ်နဲ့လေးလာကြည့်ခြင်းပဲဆိုရင်တချို့ကိစ္စလေးတွေကပေါ်လို့ရသေးတယ်လို့ဒီလိုပြော